Good evening, everyone. Hello, age, kunogade. Le harok tonaruwe inena. Pakamaluth kuweda bakaweda do. Short English conversation. Gulawa ta death go pugo. Le amiwe. Beginner level do lower intermediate level ni lo. တမလို့တခိုင်တမီဝဒါပွာလဲအပတော်ထောထောဒီဆိုအမေဝဒါ upper intermediate level ပါတမီဝဒါလဲပွာ advanced level စီကပါမေဒါပွာလဲအမလို့ကလောဝလက်တာခေါ်တီကလောဝညော့တဲ့တပတော်အခုနေတော့ပမီလာလဲပကမလို့စကိုတကေ Tell me about your family. တဲ့နေရဘာခါတော့နေပွာဟီဖိုခဖောရနေတကေ Well, I don't have a very big family. Really ယေပွာဟီဖိုခဖောနော်ဂီအိုဒါပါတလဲကလောဆူဝဲဒါလဲ big family နေမေဝဒါပွာလဲအဖိုအာဒေါ်အဒပဝဲအာတိတဖာပကိုလဲ big family နေလားဒေါ်ပွာလဲအဖိုချကဒေါ်အာဒပဝဲချကတကောလဲ small family နေလား I have a brother and two sisters. ယေဒပဝဲခွာအိုတကတော့ယေဒပဝဲမီအိုခီကလား Do they live here? အဝဲစီအိုဖဲယာ My sisters live in Senegal, but my brother lives here. ယေဒပဝဲမီအိုလဲစနီကိုဘာသာသနာကေယေဒပဝဲခွာအိုဖဲဤလား Really? What does your brother do? မေယာနဒပဝဲခွာမမနွတမလဲ He works in a hospital. He's a medical assistant. အဝဲမာတာလဲတာစာဟီအဝဲမေပမာတာလဲစုခလေဝဲဒေတကလောတာလဲ medical assistant နေမေပမာတာလဲ nurse ဒေါ် doctor abasser ဒေါ် medical assistant နေမာဆဝဒတာလဲအဟာဒုနေပြနာလဲ excel ရူဒေါ်ထိုကွာနတာကိုထိုကွာဒန်ဖူနထောဒေါ်ထိုကွာဒန်ခွဲချီယာချီအာမာကွာဒနာဒီနေတိတဖာချွတ်တာဂီတာကလိုလေဒေါက်တာအိုပါတိတဖိုင်နေပါကောလဲ medical assistant နီလား And does he live near you? ဒေါ်အဝဲအိုဘူဒေါ်နာ Yes. In fact, we live in the same apartment. မေလော်တီပေအို apartment ပလခေါ်လော Wow, then he really lives near you. ဝေးအဝဲအိုဘူဒေါ်နာနော်ကောလော Thank you.